တမထကစိတ်ကိုတခြားယုံမရောက်အောင်အတင်းချုပ်ထားတာဖမ်းထားတာထိန်းထားတာထွက်မလာအောင်အပေါ်ကနေဖုံးထားတယ်ဖိထားတယ်ဝိပဿနာကဖုံးထားဖိထားတာမဟုတ်ဘူးဝိပဿနာဘာဝနာကစိတ်မှာဖြစ်တတ်တဲ့ကိလေသာရဲ့သဘာဝကိုနည်းနည်းသိသွားပြီးတော့အသိဉာဏ်နဲ့ပယ်လိုက်တာအတွင်းကနေသူ့ရဲ့အကြောင်းရင်းကိုကိုးလိုက်တယ်လို့ပဲကိလေသာကိုအရင်အမြစ်ကနေပြီးတော့တခါတည်းပယ်နိုင်အောင်အားထုတ်တဲ့ဘာဝနာဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးတော့နည်းနည်းနဲ့ဉာဏ်အများကြီးပါပါတယ်စိတ်ထဲမှာလောဘဖြစ်တယ်ဆိုတော့အဲ့ဒီလောဘကိုဖိဖို့ဖုံးထားဖို့မကြိုးစားဘဲနဲ့အဲ့ဒီလောဘရဲ့သဘာဝကိုစိတ်ပါလက်ပါစိတ်ရှိလက်ရှိတည်တည်ချာချာကြည့်တာပဲတည်တည်ချာချာကြည့်ပါများရင်လောဘဖြစ်စရာရုံတစ်ခုနဲ့စိတ်နဲ့တိုက်ဆိုင်မှုရှိတဲ့အခါလောဘဖြစ်တယ်ဆိုတာကိုယ်တိုင်မြင်ရတယ်ကိုယ်တိုင်သိရတယ်နော်အဲ့ဒါလိုကြည့်တဲ့အခါမှာအဲ့ဒီလောဘဖြစ်တဲ့စိတ်ကိုပဲစိတ်ဝင်စားစရာအံ့ဩစရာတစ်ခုအနေနဲ့မြင်ရတယ်ငါစိတ်လည်းမဟုတ်တော့ဘူးစိတ်နဲ့အာယုံတစ်ခုနဲ့တိုက်ဆိုင်တဲ့အခါမှာဖြက်ခနဲပေါ်လာတဲ့စိတ်ကလေးတစ်ခုပဲတော်တော်အံ့ဩဖို့ကောင်းတယ်ငါစိတ်မဟုတ်တော့ဘူးဆိုရင်ကိုပဲအနတ္တသဘောဖြစ်သွားပြီနော်အနတ္တဉာဏ်နဲ့မြင်နိုင်မှသာအမြင်မှန်တစ်ခုကိုရပြီလို့ပြောလို့ရတယ်လောဘကိုချက်ချင်းမပယ်နိုင်သေးဘူးနော်ဒီလိုနည်းနဲ့တရားကိုအားထုတ်သွားတဲ့အခါမှာတဖြည်းဖြည်းနဲ့စိတ်ထဲမှာလောဘဖြစ်တဲ့အခါသိတယ်ဒေါသဖြစ်တဲ့အခါသိတယ်မာနဖြစ်တဲ့အခါသိတယ်ဣဒ္ဓမစ္စရိယဖြစ်တဲ့အခါသိတယ်ဒီလိုသိရင်နဲ့ဒီလိုသိတဲ့အသိဉာဏ်ဟာကြာလေကြီးလေဖြစ်လာတယ်လောဘဒေါသမာနတွေကတော့ချက်ချင်းမပြောက်သေးဘူးနော်ဒါပေမဲ့သူတို့ကိုသိတဲ့အသိဉာဏ်ကကြီးလာတယ်ဒါကြောင့်ဗုဒ္ဓဘာသာတရားမှာပယ်ဖို့ထက်သိဖို့ကပိုရေးကြီးတယ်လို့ပြောတာနော်အသိဉာဏ်ကြီးလာမှအဲ့ဒီအသိဉာဏ်ကသူဟာသူပယ်တဲ့ကိလေသာကိုပယ်တာပဲငါကပယ်လိုက်တာမဟုတ်ဘူးဒါကြောင့်အတ္တနဲ့ပယ်လို့မရဘူးအနတ္တနဲ့မှပဲပယ်လို့ရတယ်အကြည့်ကံဖြစ်တဲ့အာယုံကလည်းအနတ္တပဲကြည့်နေတဲ့စိတ်ကလည်းအနတ္တပဲနှစ်ခုစလုံးအနတ္တဖြစ်သွားတယ်အဲ့ဒါလိုဖြစ်သွားရင်ဒီပြဿနာကိုကင်တွယ်ဖြေရှင်းရတာပိုးလွယ်သွားတယ်